ကျွန်တော်ရဲ့ crossnet ကနေပြီးတော့ giveaway ပေးထားတဲ့ course လေးတွေကို LMS မှာဘယ်လို register လုပ်ရမလဲဆိုတာမသိတဲ့လူတွေအတွက်ကျွန်တော်လုံနည်းလေးတစ်ချက်ပြပြပြပါမယ်။ပထမဆုံးကျွန်တော်ရဲ့ဒီ website link ဖြစ်တဲ့ crossnet.mm.com ကိုတစ်ချက်သွားလိုက်ပါ။သွားပြီးတော့တဲ့နောက်မှာကျွန်တော်ဒီမှာအောက်ကိုဆွဲချလိုက်လို့ရှိရင်ဒီမှာတစ်ခါလေးမြင်ရလိမ့်မယ်ပေါ့နော်။ကျွန်တော်ပုံမှန် website တစ်ခုမှာ account register လုပ်လို့ပေါ့နာမည်တွေဘာတွေထည့်လို့ရတယ်။ဆိုကြပါစို့ user 1ပေါ့နော်။1ဒါကကျွန်တော် Gmail တစ်ခုသုံးထားတာပေါ့နော်။ပြီး password ကမှတ်မိလွယ်မဲ့ဟာထားလိုက်မယ်။ Okay password မိသွားရင်တော့ forget လုပ်အောင်ပေါ့နော်။ register လုပ်လိုက်ပြီ။ဘာမှအထွေထူးခက်ခဲမရှိပါဘူး။ Okay ဒါဆိုရင်ဘာဖြစ်သွားပြီလဲကျွန်တော် account ဆောက်လုပ်ပြီးသွားပြီဒီမှာကျွန်တော် user 1ဆိုပြီးဆောက်ပြီးသွားပြီပေါ့နော်ဒီမှာသူ့ရဲ့ dashboard ဒီမှာတော့ကျွန်တော်ခုမှ account သစ်ဖြစ်တာနဲ့ညီ enroll လုပ်ထားတဲ့ group တွေပါတယ်တခုမှရှိအောင်မှာတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ဘာလုပ်မလဲဒီမှာ e-learning class ဆိုတာရှိတယ်ဟုတ်ပြီကျွန်တော်ဒီ e-learning နဲ့ရောက်သွားပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာ course တွေရှိရပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်က free version တွေရှိရ paid version တွေရှိရ category လိုက်ရှိရ networking လား cyber security linux လားစသဖြင့်ပေါ့နော်အဲဒီမှာကျွန်တော်တချို့ course တွေကိုတခါတည်းဒီမှာ public မှာ sharing လုပ်ပေးပြီးတော့တခါတည်း start learning ဆိုပြီးတော့လေ့လာလို့ရတယ်။အခုကျွန်တော်ဒီ giveaway ပေးထားတဲ့ course တွေကတော့ကျွန်တော်တို့ဒီမှာတခါတည်းသူရဲ့ဒီ original price တွေရှိပြီးသားပေါ့နော်။ဒါကိစ္စမရှိပါဘူးကျွန်တော်ဒီမှာ buy now ဆိုပြီးနေလိုက်။ Okay ဒီမှာဆိုလို့ရှိရင်တော့ဒီကောင်ဝယ်မယ်ပေါ့နော်။ဒါတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကတခြား course တွေနဲ့ပတ်သက်ပြီးတော့ကြည့်နေတယ်ဆိုလို့ရှိရင်သူ့အရင်နှိပ်လိုက် buy now ပါမနှိပ်နဲ့ပေါ့နော်။ဒါလေးရင်နှိပ်ပြီးတော့သူ့ထဲမှာဘာတွေပါတယ် requirement ဘာစသဖြင့်အဲ့ဒါကျွန်တော်သွားပြီးတော့ဖတ်ကြည့်လို့ရတယ်။အဲ့ဒါဆိုတော့သူရဲ့ level ဒီ teaching hour တွေဘယ်သူ training ပေးမှာလဲ material requirement တွေစသဖြင့်ပေါ့နော်ဒီမှာဒါလေးမြင်ရလိမ့်မယ်။ဟုတ်ပြီမှာကျွန်တော် buy now နှိပ်လိုက်ပြီ။အဲ့တော့ဘယ် buy now မဲနေအတူတူပဲပေါ့နော်။ဘေး address တွေပါဖြည့်ခဲ့ပေါ့နော်။ပြီးရင်မလုပ်မလဲဒီ bank transfer လုပ်မယ်ပေါ့နော် bank transfer ဆိုရှင်ဒီမှာကျွန်တော်ပေးထားတဲ့ထဲကတကောင်းကောင်းနဲ့ register လုပ်အောင်ခုကတော့အဲ့ဒါမလိုအပ်ပါဘူးဒါပေမဲ့ထားခဲ့လိုက်ရခုကို buy now နှိပ်တယ်နှိပ်ပြီးတော့ဒါလေးဖြည့်လိုက်ပေါ့နော် user 1 address တွေဖြည့်ဟိုနောက်ကိုထားခဲ့လို့ရပြီဟောမှတွေ့တာမရသေးပါခါစောဆန်းကြည့်အောင်ရပြီလားနော် okay ရပြီဒီလို download လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်လဲဆိုရင်ဒီ admin ဘက်မှာပေါ့နော်ကျွန်တော် admin အနေနဲ့ကြည့်မယ်ဆိုဒီ order မှာလာပြီးတော့ဒီ file လောက်ထားအောင် order လာတက်ရအောင်အဲဒီမှာဆိုရင်ဘာဖြစ်နေလဲခုနကကျွန်တော် record မလုပ်ခင်ကျွန်တော်စမ်းထားပါတော့ဒီမှာတယောက်ရှိတယ်ပြီးတော့ခုဒီမှာ user 1ဆိုရယ်တယောက်ရှိတယ်ဒီမှာသူ payment sticker က unpaid ဖြစ်တယ်ဘာလို့ဆိုသူက online နေပေးရမှာမဟုတ် offline အနေနဲ့ဒီ bank transfer တခုကနေလွှဲတာဖြစ်တဲ့အတွက်ဟို student အနေနဲ့ user အနေနဲ့ဒီမှာနေပြီးသွားတယ်သူဘာမှမလုပ်အောင်အဲ့မှာနေပြီးသွားတယ်အဲ့ pay now နှိပ်ပြီးတော့လုပ်လိုက်ပြီးဆိုရင်သူဘက်ကပြီးတော့ကျွန်တော်ဘက်ကမလုပ်ပြရလဲဆိုရင်အဲ့ကြမှာ D2 တကယ်ငွေလွှဲထားတာဒါမှမဟုတ်ရှင်အခုလို give away ဆိုလို့ရှိရင် D2 give away rule တိုင်း like share mention စသဖြင့်လုပ်လာပေါ့နော်အဲ့ဆိုရှင်ကျွန်တော်ကဒီမှာငွေလွှဲလက်ခံရရှိရဒါမှမဟုတ် rule တိုင်းလုပ်တယ်ဆိုပြီးတော့ confirm လုပ်လိုက်ရရှင်ဒါအဲ့ဆို D2 ဒီတန်းကိုတက်လို့ရပါတယ်successfully update ဖြစ်သွားပြီပေါ့နော်အဲ့တော့တစ်ချက်သွားကြည့်အောင်ဒီ user အနေနဲ့ပေါ့နော်သူရဲ့ dashboard ကိုသွားကြည့်လိုက်အဲ့မှာသူ enroll course ကတစ်ခုရောက်သွားပြီပေါ့နော်သူဒီဟာစပြီးလေ့လာလို့ရပြီ okay ရမယ်နော်တကယ်တော့ကျွန်တော်ရဲ့ဒီ LMS နဲ့နေ UDM မှာနေဘယ် LMS website တော်တော်များများနေပေါ့နော်ဒီ process တော်တော်များများတော့ဒီလို flow တွေပဲများပါတယ် okay ကျေးဇူးပါအားလုံး